မင်္ဂလာပါဆရာမြတ်တန်းတင်ဤတောဖျားပွဲမှလူတက်မှုစုံတော်ဝတ္ထုတို့ကိုဖတ်ပြပါမယ်။သတင်းကျွတ်လနောက်ပိုင်းမှစ၍ကဆုံနေုံမိုးဦးကြချိန်အထိမြန်မာနိုင်ငံတွင်ဖျားပွဲများကျင်းပလေးရှိကြ၏။ကျွန်ုပ်တိတလောက်ဆိုလျင်ကဇက်ဝင်ဖျားပွဲကြီးများအပြင်ကဇက်ဝင်ပွဲမဟုတ်တောဖျားပွဲလေးများမှာမြန်မာနိုင်ငံမြို့တိုင်းရွာတိုင်းလိုပင်ရှိတတ်ကြ၏။ပြည်ရွှေစံတော်မကွေးမြတ်တလုံးမင်းဘူးရွှေဆက်တော်နှင့်ရှင်ပိန်စကိန်တဲပခောက်ကူတီဟိုရှင်ပကံအာနန္ဒာညောင်ဦးရွှေစည်းကုံမုံရွာမိုးညင်းတန်ဗုဒ္ဓေစကိုင်းကောင်းမှုတော်ရွှေဘိုမြို့တော်စီတီမန္တလေးကြောက်တော်ကြီးရွှေစာရန်ဖျားမြင်းကြံနှစ်ကျိတ်ရှိစုပြင်းမနာရန်အောင်မြင်တောင်ငူစံတော်ရှင်နှင့်မြတ်စောညီနောင်ပဲခူးရွှေမော်တော်နှင့်ရွှေတာလျောင်းခရမ်းသွန်ဖျားကြီးဒေးစွန်ပါကြိုက်ထီယိုမော်တင်မော်လမြိုင်ကြိုက်တန်လန်တထုံမြတပိတ်တန်လျင်ကြိုက်ခောက်စသဖြင့်မြန်မာနိုင်ငံအနှံ့အပြားတွင်ထင်ရှားသောဖျားပွဲတွေအများကြီးရှိကြ၏ဤသည်တို့မှာကျွန်ုပ်ခေါင်းထဲတွင်ပေါ်လာသမျှနိုင်ငံနှင့်အဝန်းထင်ရှားသောဖျားပွဲကြီးများကိုကောက်ခါငင်ကစရင်ချပြလိုက်ခြင်းများသာဖြစ်၏ကျွန်ုပ်ခေါင်းထဲတွင်ရုတ်တရက်ပေါ်လာခြင်းမရှိသောဖျားပွဲများသို့မဟုတ်ကျွန်ုပ်ကိုယ်တိုင်ပင်မရောက်ဘူးမကြားဘူးသေးသောဖျားပွဲများကအများအပြားရှိပေသေး၏မြန်မာနိုင်ငံရှိမြို့ကြီးမြို့ငယ်ရွာကြီးရွာငယ်တိုင်း၌ပင်ဖျားပွဲရှိသည်ဟုပြောလျင်ပင်ကျွန်ုပ်မှားမည်မထင်ကြကျွန်ုပ်သည်ငယ်စဉ်ကကြီးရွာတရွာတွင်မွေးဖွားခဲ့သူဖြစ်သည့်အတိုင်းတောဖျားပွဲကလေးများကိုအလွန်သဘောကျတတ်၏ဖျားပွဲကျင်းပတော့မည်ဆိုသည်နှင့်ဖျားလူကြီးများသည်ဈေးဆိုင်ကမ်းများကိုစောက်ကလေလံတင်ကြလေပြီဆိုင်ကမ်းများမှာမြို့ပြင်ဘက်ဖျားချေရင်တွင်အများအားဖြင့်ရှိပြီးဒေတာအလျောက်မရမတိုင်ထူ၍တဏိမိုးသည့်ဆိုင်ကမ်းများရှိသကဲ့သို့ဝါတိုင်ထူကတိုက်ကဲမိုးသည့်ဆိုင်ကမ်းများလည်းစောက်လိရှိကြ၏အချို့အရက်များတွင်မူမျောတိုင်ထူ၍ထမ်းလက်မိုးကြ၏အချို့အရက်များတွင်လည်းဝဘိုးတိုင်နှင့်အင်ဘတ်မိုးကြ၏မြည်သည့်ပစ္စည်းကိုသုံးသည်ဖြစ်စေထိုဆိုင်ကမ်းများမှာဆယ်ပေခန့်ကျဲသည့်ဆိုင်ကမ်းကလေးများသာဖြစ်ကြပြီးထိုစဉ်ကလေလံကအပြင်ဆိုင်ခွန်အဖြစ်တစ်ဆိုင်ကိုတစ်ချက်ခန့်အထိကောက်ယူကြ၏တကူကြီးဖျားဆိုလျင်ကိုပိုင်မီးဆက်ရှိသည့်အတွက်မီးပွင့်မှာဆက်ပေးပြီးမီးကကိုတသက်ကောက်ကြ၏တို့ရာတွင်ထိုစဉ်ကလျှက်စစ်တပ်အားပေးရေးလုပ်ငန်းများစွာထုံးကားခြင်းမရှိသေးသည့်အလျောက်အများအားဖြင့်ဖျားပွဲများဆိုင်ငန်းများမှာအောက်လင်းတက်မီသို့မဟုတ်လက်ဆွဲတက်မီများကိုသာအသုံးများလေးရှိကြ၏ဤတွင်အောက်လင်းတက်မီနှင့်လက်ဆွဲတက်မီတို့ကွဲပြားခြားနားပုံကိုစကားဆက်၍ဖော်ပြရပေဦးမည်ယခုခေတ်လူငယ်များမှာလျှက်စစ်တပ်အားကိုသာအတွေ့များကြသည့်အတွက်အောက်လင်းတက်မီနှင့်လက်ဆွဲတက်မီကိုကောင်းစွာခွဲခြား၍မသိကြကြ။အောက်လင်းတက်မီဆိုသည်မှာယခုကျွန်ုပ်တို့မြင်တွေ့နေရသောပကံများပုံသဏ္ဍာန်ကဲ့သို့ဝိုင်းဝိုင်းပြပြဖြစ်ပြီးရေနံစီထဲ့ခြင်းလေထိုးခြင်းစသည့်ကိစ္စများကိုလုပ်ရန်မီးရေနံအိုးကိုပြောင်းနှင့်မီးစာအပေါ်မှတက်ဆင်ထားလေးရှိ၏မီးထိုးနီးပြောရလျင်မီးအိုးသည်အပေါ်ကဖြစ်ပြီးအောက်တွင်တွဲလောင်းကျနေသောပြောင်းနှင့်မီးစာတို့သာလျှင်ရှိ၏ရုတ်တရက်ကြည့်လိုက်လျင်ယခုခေတ်ဆက်လောင်းတက်ထားသည့်မီးပွင့်များကဲ့သို့ဖြစ်၏အများအားဖြင့်အင်္ဂလန်လုပ်ဖြစ်၏လက်ဆွဲတက်မီးမှာရေနံစီထဲသည့်မီးအိုးလေထိုးသည့်လေထိုးတံမီးစာကစားသည့်မောင်းတံစသည်တို့သည်အောက်တွင်ရှိပြီးထိုအပေါ်ကမှပြောင်းမီးစာနှင့်မီးစလောင်းတို့တက်ဆင်ထား၏အများအားဖြင့်ထိုစဉ်ကချက်ကိုစလိုဗေးကီးယားလို့လက်ဆွဲတက်မီးများကိုမှာယူကတင်သွင်းလေရှိ၏ကျွန်ုပ်မွေးဖွားသည့်ရွာမှာကျေးရွာကြီးတရွာမျှသာဖြစ်သည့်အတွက်လျှက်စစ်တက်မီးမဆိုထားနှင့်အောက်လင်းတက်မီးနှင့်လက်ဆွဲတက်မီးတို့ပင်လျင်ရွာထဲမှအိမ်များတွင်သုံးလီမရှိကြပေဘုံကြီးကျောင်းများတွင်သာရှိကြ၏ရွာထဲတွင်တာရေးနာရေးရှိလျင်ဘုံကြီးကျောင်းမှာပင်ငှားရ၏အများအားဖြင့်အိမ်များတွင်သုံးသည့်မီးမှာဟာရီကိန်းလင့်ခေါ်လက်ဆွဲမီးအိမ်များနှင့်တံဖြူဆိုင်မှလုပ်သည့်ရေနံစီမီးခွက်များသာလျှင်ဖြစ်ကြ၏ဖျားပွဲเจ้าကိုဆက်ရပေဦးမည်ကျွန်ုပ်တို့၏ရွာမှာ
ရွာကြီးဖြစ်သည့်အလျောက်ကျွန်ုပ်တို့ရွာရှိရွှေမြင်တင်ဖျားကြီးမှလည်းဂေဇက်ဝင်ဖျားပွဲမဟုတ်သည့်တိုင်အတော်ကလေးလူစီကား၏ဖျားပွဲကိုတောင်သူလေသမားများစပားရိတ်ပြီးချိန်ဖြစ်သည့်ပြတူလဆန်းတွင်ကျင်းပပြီးတပတ်ခန့်ကြာ၏ဖျားပွဲကျင်းပခါနီး၍ဈေးဆိုင်ကန်းတွင်စောက်မပြီးခင်ကပင်မြို့မှဈေးသည်များတောမှဈေးသည်များသည့်အစဉ်သည့်ရောက်နေကြလိမ့်မည်အချို့မှာတစ်ပင်များအောက်တွင်ကိုအစုနှင့်ကိုစခန်းချနေတတ်ပြီးဖျားခောပကအဖွဲမှတရားဝင်ဆိုင်ခန်းခွင့်ပေးမည်ရက်ကိုစောင့်နေကြ၏တောမှတက်လာသည့်ဈေးသည်များတွင်ဒေသအလိုက်ထွက်သည့်ထွက်ကုန်များဖြစ်သောမကြီးထညက်ကြက်သွန်ဇီးသီးကြောက်တရက်သီးကြောက်ငရုတ်သီးကြောက်မယန်းသီးကြောက်ပဲမျိုးစသည့်စားတောက်ကုန်များပါလာတတ်၏အချို့ကလည်းဝကတ်ထရန်စသည့်အိမ်ဆောက်ပစ္စည်းများကိုလာရောင်းကြ၏အချို့ကလည်းထွန်တုံးထွန်တန်လဲတံကူလဲဘိန်ကျင်းချင်းတောင်ပလုံစသည့်လဲရသုံးပစ္စည်းများကိုလာရောင်းကြ၏ကျွန်ုပ်တို့မြို့နယ်တွင်ပပဲအကြီးအကျယ်လောက်ကင်သောရွာများရှိရာထိုရွာများကလည်းဓာကကြီးစူးဆောက်ပေါက်ပြပေါက်တူဒူးရင်းငန်းပြကောက်ဆွလဲပတ်တန်စသည့်တန်တဲ့ပစ္စည်းများအိုးဘုတ်ဂျိုးရုပ်ပြတိုင်းထောင်ရုပ်အိုးစီလင်းကွင်းကြောက်ပြင်းငရုတ်စုံမှန်စသည့်တိုလီမိုလီပစ္စည်းများအဝတ်အထည်အလှကုန်ပစ္စည်းဖနက်စသည့်လူသုံးကုန်ပစ္စည်းများထမင်းကျော်ခောက်ဆွဲရှာလဘတ်ရည်ဖာလူတာစသည်တို့ကိုရောင်းသည့်စားတောက်ဆိုင်များစသဖြင့်ရွာပြင်ဘက်ရွာပြင်ထဲတွင်ဆိုင်တွေကနားတွေပြည့်နှက်လျက်ရှိ၏ထို့ပြင်ဇပွဲများရုပ်သေးပွဲများခြားများရဟတ်များမျက်လှည့်ပွဲများအံ့ပွဲများစသည်တို့ကလည်းသူ့နေရာနှင့်သူစီကားလာ၏မှတ်မိသေး၏ကျွန်ုပ်ငယ်စဉ်ကရုပ်သေးကိုအလွန်ဝါသနာပါသည့်အလျောက်ကျွန်ုပ်သည်ရုပ်သေးဆိုလျင်ညတိုင်းသွားကြည့်လေရှိ၏ထိုစဉ်ကကျွန်ုပ်တို့၏နယ်တွင်နာမည်ကြီးသောရုပ်သေးမင်းသမီးမှာမရီကိုင်ဦးထွားကြီးဖြစ်၏ရုပ်သေးမင်းသမီးကမရီကိုင်ဦးထွားကြီးဆို၍မရီလိုက်ကြလေနှင့်ဦးထွားကြီးမှာမင်းသမီးရုပ်ကြိုးဆွဲအလွန်တော်သည့်ဖြင့်နှစ်ပါးသွားအပူတိုက်စသည့်အခန်းများတွင်လည်းမိန်းမများမျက်ရည်တရွှဲရွှဲဖြစ်လောက်အောင်မင်းသမီးရုပ်ဆောင်နိုင်သူတူဖြစ်၏ကျွန်ုပ်ပလိပ်ဘက်တွင်အမှုထမ်းသည့်အခါတွင်လည်းထိုဖျားပွဲများမှရှိမြဲရှိနေကြ၏ယခုကျွန်ုပ်ပင်စင်ယူသည့်အချိန်တွင်လည်းရှိနေသေး၏ကျွန်ုပ်တို့မရှိသည့်နောက်တွင်လည်းမြန်မာနိုင်ငံအနှံ့ပြားတွင်ဖျားပွဲများသည်ရှိနေကြအောင်မည်သာဖြစ်၏ကျွန်ုပ်တို့မြန်မာနိုင်ငံသည်ဇေဒီပထိုးများနှင့်ထမ်းပင်တို့ပေါ်များရာတိုင်းပြည်ဟုနိုင်ငံသားများကဆိုလေရှိရာသူတို့ပြောသည့်အတိုင်းလဲကျွန်ုပ်တို့နိုင်ငံတွင်ဇေဒီပထိုးများသည်လက်ညှိုးညွန်၍မလွဲလောက်အောင်ရှိနေကြ၏ထိုဇေဒီပထိုးများရှိသေးသမျှတနည်းဆိုရလျင်မြန်မာနိုင်ငံရှိသေးသမျှတနည်းပြောရလျင်မြန်မာနိုင်ငံတွင်ဗုဒ္ဓဘာသာသာသနာတော်ထွန်းကားနေသေးသမျှဖျားပွဲများသည်ရှိနေကြဦးမည်သာဖြစ်၏ယခုကျွန်ုပ်ဖော်ပြမိအဖြစ်ပြက်မှာအင်္ဂလိပ်ဘက်သို့ကျွန်ုပ်ရောက်ပြီး၄-၅ နှစ်ကြာတောရွာဖျားပွဲတစ်ခုတွင်ကြုံတွေ့ရသည့်အမှုဖြစ်ပေကြောင်းလူသတ်မှုတစ်ခုသည်လူအုပ်ထဲတွင်ကျူးလွန်ရအလွယ်ဆုံးဖြစ်သည်ဟုကျွန်ုပ်တို့ရှေ့တွင်အမှုထမ်းခဲ့ကြသောပလိတ်ကြီးများပြောသံကိုကျွန်ုပ်မကြာခဏကြားဘူးခဲ့ရာကွက်လက် district ကွက်လက်မြို့နယ်တွင်အမှုထမ်းခဲ့စဉ်ကမူသူတို့အဆိုမှန်ကြောင်းကိုကျွန်ုပ်ကိုယ်တွေ့အရသိရှိခဲ့ရ၏အချိန်မှာခြေခင်းလက်ခင်းသာသောနတော်လာဖြစ်၍ကျွန်ုပ်အမှုထမ်းရာမြို့နယ်ကလေးတွင်အကြီးကရဖျားကြီးတစုဖြစ်သည့်မြသိန်းတန်ဖျားပွဲကြီးကျင်းပနေချိန်ဖြစ်၏ကျွန်ုပ်မှာထိုစဉ်ကဌာနအုပ်ဖြစ်သဖြင့်ဖျားပွဲလုံခြုံရေးတာဝန်များကိုဦးစီးလှုပ်ဆောင်ရ၏ကျွန်ုပ်သည်နယ်တွင်ရှိသည့်109-110များကိုဖမ်းဆီးကလိုမဲခဏတစ်ဖြုတ်ချုံနှောင်ထားလိုက်၏109-110ဆိုသည်မှာအိန္ဒိယရာဇသက်ကြီးဥပဒေပါပုံမှန်109-110အရအလုံးလက်မဲ့မတင်ကားသူများကိုဖမ်းဆီးချုပ်နှောင်ခြင်းဖြစ်၏ထို့ပြင်ကျွန်ုပ်သည်နယ်တွင်နာမည်ပြတ်ရှိသူအချို့ကိုလည်းဖျားပွဲကြီးအေးချမ်းစွာပြီးမြောက်ရေးအတွက်ဝိုင်းဝန်းကူညီကြရန်မေတ္တာရက်ခံပြီးဖျားပွဲနှင့်တကွရက်ရွာအေးချမ်းတာယာရေးကိုနှောက်ယှက်ပါကအရေးယူရမည်ဖြစ်ကြောင်းတစ်ဖက်ကကြော၍တစ်ဖက်ကချင်းချောက်ပြရ၏
တို့ဖြင့်မြတ်သိန်းတံဖျားပွဲကြီးကစတင်ခဲ့ရာ3ရက်မြောက်ခဲ့ပြီဖြစ်၏ထို3ရက်အတွင်းအရက်မူ၍ရန်ဖြစ်သည့်အမှုသေးသေးကလေးလောက်မှအပအခြားမည်သည့်အမှုများကြီးကြီးကျယ်ကျယ်ဖြစ်ပွားခြင်းမရှိကြကျွန်ုပ်သည်ဖျားပွဲတော်ဈေးနီးတွင်ကင်းကတ်တစ်ခုဖွင့်ထားပြီးထိုကင်းကတ်တွင်ရာဇဝတ်အုပ်တူလူဆိုးရင်းစားပလင်းတူနှင့်ပလိတ်4ယောက်ကိုအမြဲချထား၏ကျွန်ုပ်ကိုယ်တိုင်လည်းညဦးပိုင်းမှသကောင်အထိကင်းကတ်တွင်ထိုင်ကတနေ့တာဖြစ်ပွားသောအမှုခင်းများနှင့်သူတို့သတင်းပို့ချက်များကိုကြားနာစစ်ဆေးတတ်၏ထိုနှစ်ကဇက်ပွဲမှာကျွန်ုပ်တို့နယ်တွင်နာမည်ကြီးသည့်ကျော်အုံးလှိုင်၏ပွဲဖြစ်ပြီးခလန်းလန်းတွင်လည်းရုပ်သေးစဉ်နာမည်ကြီးရုပ်သေးစဉ်တစ်စဉ်ဖြစ်သည့်မရီကိုင်ဦးထွားကြီး၏ရုပ်သေးစဉ်လည်းရှိ၏မျက်လှည့်ဇက်ပွဲရောရုပ်သေးတွင်ပါလှဲဝိုင်းကြီးများမှတိုးမပေါက်အောင်စီကားလာ၏တောပွဲများထုံးစံမှာဇက်စင်ကိုရာပြင်ကြီးများထဲတွင်ထိုးထားလေရှိပြီးအလဲကောင်တွင်ဖြာနေရာများသတ်မှတ်ထားလျက်ဖြာများ၏နောက်တွင်လှဲဝိုင်းကြီးများကိုနေရာချပေးထား၏ရက်ဝေးမှလဲဖြင့်လာကြည့်သူများသည်လဲကိုပွဲကင်းတွင်ထိုးကာလဲပေါ်မှထိုင်၍ပွဲကြည့်နိုင်၏တခါတရံလဲတောက်ပြုတ်ကျသဖြင့်ပွဲလန့်သည်မှအပထို3ညစလုံးအမှုကြီးတစုံတရာဖြစ်ပွားခြင်းမရှိကြစတုဒ္ဓညတွင်မူကျော်အုံးလှိုင်ဇက်ယုံနှင့်မလန်းမကန်းတွင်ပြနေသောရောပြန်ပုံနကမျက်လှည့်ယုံနီးတွင်လူတက်မှုတစ်ခုဖြစ်ပွား၏ထိုညကပုံနက၏မျက်လှည့်မှာလူကိုလွှနှင့်နှစ်ပိုင်းတိုက်ပြခြင်းလူကိုမှန်တစ်တာထဲတွင်ထည့်ပြပြီးအဝတ်အုပ်၍ချက်ချင်းလှန်ပြလိုက်ယုံဖြင့်လူပြောက်သွားခြင်းစသည့်ခက်ဆန်းဆန်းပြကွက်များပါရှိသဖြင့်မျက်လှည့်ပွဲမှာကြိတ်ကြိတ်တိုးစီကားလျက်ရှိ၏လူသက်သမားသည်ထိုတို့မျက်လှည့်ပွဲတွင်လူစီကားနေခြင်းကိုခွင့်ကောင်းယူကာလူသက်သွားခြင်းဖြစ်၏လူသက်သမား၏နာမည်မှာအရေးမကြီးသဖြင့်ကျွန်ုပ်သည်လူသက်တရခံမြည်သူမြည်ဝါဖြစ်ကြောင်းကိုထုတ်ဖော်ပြောဆိုခြင်းမပြုလိုတော့ပါလူသက်သမားမှာထိုမှုမျိုးကိုကျူးလွန်မည်ဟုလုံးဝမထင်ရသောတာမန်ခတ်သေးသေးခက်ညက်ညက်လူတယောက်သာဖြစ်သည်ဟုကျွန်ုပ်ပြောလို၏အသက်ခံရသူ၏အပြင်မှာလည်းအရေးကြီးသည်ဟုမထင်သောကြောင့်ကျွန်ုပ်ဖော်ပြခြင်းမပြုလိုတော့ပြီအသက်ခံရသူမှာအရက်ထောင်ထောင်မောင်းမောင်းကိုလုံးကိုပေါက်ထွားထွားဖြစ်ပြီးထိုအချိန်ကအရက်မူးမူးဖြင့်လှဲပေါ်တွင်အိပ်ပျော်လျက်ရှိ၏အနီးနားရှိလဲများမှလူများမှလည်းထိုအချိန်ကမျက်လှည့်ပွဲကိုစင်းကြည့်နေကြသဖြင့်အနီးနားတွင်တယောက်မှမရှိကြအရက်ပူပူခက်ညက်ညက်ခက်သေးသေးလူသက်သမားသည်တငယ်ချင်းမိတ်ဆွေတယောက်ထံလာတကယ်သို့လဲနီးသို့ရောက်လာကလဲပေါ်တွင်အိပ်ပျော်နေသူကိုတစ်ချက်ငုံကြည့်ပြီးနောက်ခါးကြားထဲတွင်ထိုးလာသည်6လက်မဓမြောင်ဖြင့်တစ်ချက်နှစ်ချက်သုံးချက်ထိုးချလိုက်၏အိပ်ပျော်နေသူမှာတစ်ချက်သာအော်နိုင်ပြီးပွဲချင်းပြီးတိတ်ဆုံးသွားခဲ့၏လူသက်သမားမှမူသွေးတွေစွန်းပေနေသောဓမြောင်ကိုအနီးရှိကန်ထဲသို့ပစ်ချကာအချင်းဖြစ်ပွားသောနေရာမှအိမ်တွေမပြတ်ထွက်ခွာသွား၏ထိုကိစ္စများဖြစ်ပျက်လိုက်သည်မှာဘာမှမကြားလိုက်ချေစက္ကန့်30ခန့်များသာကြားလိုက်၏အမှုသွားအမှုလာကိုကြည့်ရသည်မှာလူတက်မှုသည်တင်ကူးကြံရွယ်ထားသည့်လူတက်မှုဟုတ်ဟန်မတူကြလူတက်သမားသည်ပွဲသို့လာစဉ်မိမိ၏ရန်သူဟောင်းကိုတွေ့သဖြင့်ခါးတွင်အသင့်ပါလာသည့်ဓမြောင်ဖြင့်ထိုးသက်သွားခြင်းသာဖြစ်၏လူတက်မှုကျူးလွန်ရသည့်ရည်ရွယ်ချက်ကိုရှာဖွေသည့်အခါမနာလိုဝန်တိုစိတ်ကြောင့်လက်စားချေခြင်းဖြစ်ကြောင်းကိုတွေ့ရ၏လိုက်လံစုံစမ်းကြည့်သည့်အခါတွင်တေသူသည်ပြစ်မှုကျူးလွန်သူ၏မယားကိုခိုးယူပေါင်းသင်းပြီးအတူနေထိုင်လျက်ရှိ၏နောက်တစ်နေ့တွင်ကျွန်ုပ်တို့ကတ်တဲမှလိုက်လံစုံစမ်းသည့်အခါ၌ပြစ်မှုကျူးလွန်ခြင်း၏နောက်ခံသမိုင်းနှင့်ရည်ရွယ်ချက်ကိုအလွယ်တကူတွေ့ရှိရခြင်းဖြစ်၏အချင်းဖြစ်ပွားပုံကိုမြင်လိုက်သည့်မျက်မြင်သက်သေကိုလိုက်ရှာသည့်အခါတွင်မူကျွန်ုပ်တို့မျိုးကဲ့သို့သောတောမြုပ်ကလေးတွင်ချက်ချင်းတွေ့ရ၏လူတက်မှုနောက်တစ်နေ့တွင်ပွဲလာသူများကြားထဲတွင်လိုက်လံစုံစမ်းရာလူတက်မှုကိုမြင်လိုက်သူတူတွေ့ရ၏ထိုသူမှာမြို့နှင့်မနီးမဝေးရှိရွာကလေးတစ်ရွာမှဈေးလာရောင်းသူမသိန်းရှင်ဆိုသည့်အမျိုးသမီးဖြစ်၏ထိုနေ့ညကမသိန်းရှင်သည်တပုတ်တပါသွားပြီးနောက်ကံပေါင်မှဆင်းလာရောင်ထဲတွင်ဓားသွားလက်နေသဖြင့်လူတစ်ယောက်ကဓားဖြင့်ထိုးနေသည်ကိုမြင်လိုက်၏ထို့နောက်ဓားမှာအယောင်မလက်တော့ပဲသွေးတို့စွန့်ပင်နေသည်ကိုလည်းမြင်လိုက်၏ပထမတော့မသိန်းရှင်သည်ကြောင်၍ကြည့်နေ၏မြင်နေသည့်မြင်ကွင်းကိုကောင်းစွာလက်မခံနိုင်သည်ထို့နောက်တွင်မသိန်းရှင်သည်သတိရလာကအချင်းဖြစ်ပွားရာနေရာကိုလက်ညှိုးထိုးပြီးကြောက်လန့်တကြားဖြင့်အော်ဟစ်၏
ပွဲစည်းတန်းအစွန်တွင်ရောက်နေကြသည့်လက်ဖက်ရည်ဆိုင်အကျော်ဆိုင်ခောက်ဆွဲဆိုင်မှလူများမျက်လှည့်ဝဲကြည့်နေသူများလဲဝိုင်းထဲမှလဲများပေါ်တွင်ထိုင်၍ပွဲကြည့်နေသူများသည်အတန်ကြားရာသို့ပြေးလာကြ၏တခိုးတဲ့ဘယ်ဟာတခိုးရမှာလဲအတင်းလိုက်ပြီးလက်ဆွဲလို့တဲ့မဟုတ်ပါဘူးလူရိုက်သွားတာကိုမြင်လို့လှမ်းပြီးអော်တာတဲ့မဟုတ်ဘူးဗျလူတက်မှုတက်တဲ့လူကကောင်လေးတဲ့ခက်သေးသေးခက်ညက်ညက်ရဲတဲ့စားသဖြင့်တယောက်တစ်ပေါက်ပြောကြ၏ထင်မြင်ချက်အမျိုးမျိုးပေးကြ၏တို့ဖြင့်ဘာဖြစ်မှန်းမသိပဲတယောက်တစ်မျိုးပြောနေကြရာနောက်ဆုံးတွင်ကျွန်ုပ်တို့ဤကင်းကမ်းမှစာပလင်းကိုဆန်ကျော်ရောက်သွား၏ကိုဆန်ကျော်သည်ပလိတ်မှုတန်းနှစ်ယောက်နှင့်အတူရောက်လာပြီးလှဲများအနီးတစ်ဝိုက်တွင်ရှာဖွေကြရာဓာတ်တန်ရာများနှင့်တေဆုံးနေသောအလောင်းတစ်လောင်းကိုလဲတစည်းပေါ်တွင်တွေ့ရ၏ထိုအချိန်သည်ဘာမှမကြာလိုက်ချေ2မိနစ်3မိနစ်လောက်သာရှိမည်ထင်၏တို့ရာတွင်ခတ်သေးသေးခက်ညက်ညက်လူသက်သမားမှပျောက်ချင်းမလားပျောက်သွားခဲ့လေပြီထိုအချိန်ခကိုဆန်ကျော်သည်မျက်လှည့်ပွဲနာတွင်မရောက်မလဲရက်ကြည့်နေ၏မျက်လှည့်ကြည့်ခြင်းသောကြောင့်မဟုတ်အနားတွင်လုံခြုံရေးအတွက်အခြေအနေကိုလာရောက်ကဲခတ်နေခြင်းဖြစ်၏တို့ရာတွင်ယခုမူမိမိနှင့်မလှမ်းမကမ်းတွင်လူတက်မှုကြီးတစ်ခုဖြစ်သွားသည့်အခါကိုဆန်ကျော်ရှက်လဲရှက်မခံခြင်းလဲဖြစ်နေ၏မသိန်းရှင်ကိုခေါ်ယူစစ်ဆေးသည့်အခါတွင်မသိန်းရှင်၏ထွက်ချက်မှာရိုးရိုးစင်းစင်းပင်မိမိသည်လူသက်သမားကိုမြင်လိုက်ရကြောင်းတို့ရာတွင်မျက်နာကိုမူမမြင်လိုက်ရကြောင်းထိုလူသည်တေသူဤလှဲနီးတွင်အတန်ကြာမြရက်နေကြောင်းထိုနောက်တေသူဟုတ်မဟုတ်စူးစမ်းသည့်ဟန်ဖြင့်ငုံကြည့်နေပြီးမှခါကြရဲတွင်ပါလာသည့်တမြောင်ကိုထုတ်၍ထိုးကြောင်းသူအင်ကြီးလက်မောင်းတွင်သွေးတွေစွန့်ပေနေသည်ကိုသူမြင်လိုက်ရကြောင်းဖြင့်တိကျစွာထွက်ဆို၏ထိုချိန်ကလူတက်သမားသည်မိခိုးရောင်တက်ကလက်တိုက်ပုံအင်ကြီးကိုဝစ်ချုံထားပြီးခေါင်းကိုမျက်နှာတုပ်ပွားပေါင်းထားကြောင်းထိုနောက်ထိုလူသည်မျက်လက်ဝဲလူအုပ်ထဲသို့ဝင်ရောက်ပျောက်ကွယ်သွားကြောင်းဖြင့်ထွက်ဆိုသွား၏စားပလင်းကိုဆန်ကျော်သည်မသိန်းရှင်ကိုကြိမ်ဖန်များစွာစစ်ဆေးရာစစ်ဆေးသည့်အခါတိုင်းထွက်ချက်မှာတသဘောတည်းဖြစ်၏ကွဲပြားခြင်းမရှိချေမျက်လက်ပွဲမှာယုံသွင်းသည့်ပွဲဖြစ်ရာကိုဆန်ကျော်သည်ယုံဆောင်များကိုစစ်ဆေးတော်လဲထိုလူကိုမတွေ့ရကြောင်းဖြင့်ထွက်ဆိုကြ၏မိမတယောက်အော်သံကိုကြားရပြီးသည့်နောက်တွင်မိမိတို့ယုံတဲ့သို့မြည်သူမြဝင်ရောက်လာခြင်းမရှိကြောင်းဖြင့်လည်းအခိုင်အမာထွက်ဆိုကြ၏တို့ဖြစ်လျင်လူသက်သမားသည်အနီးတွင်ရှိသည့်အံ့ပွဲပြသည့်ယုံကလေးတဲသို့ဝင်သွားသလိုအဆောင်များကိုစစ်ဆေးသည့်အခါထိုယုံကလေးတဲသို့လည်းဝင်ရောက်လာရှိခြင်းမရှိကြောင်းတညီတညွတ်ထဲထွက်ဆိုကြ၏ထို့ပြင်အံပွဲပြသည့်ယုံကလေးမှာလူ100ခန့်သာဆန့်သည့်ယုံကလေးသာဖြစ်သည့်အတွက်ထိုယုံကလေးတဲသို့လူသက်သမားဝင်လာလျင်လည်းသိကြမိတာဖြစ်၏ဇက်ယုံနောက်ဖေးသို့လည်းမဝင်နိုင်ချေဇက်ယုံနောက်ဖေးမှာလူတွေအများကြီးရှိသည်မှန်တော့လဲတွေးစွန်းနေသောလူတယောက်ဝင်လာသည်ဆိုလျှင်တူငါသိနိုင်သည်သာဖြစ်၏ဇက်ယုံနောက်ပိုင်းတွင်ဇက်သမားများလည်းရှိနေသည့်အတွက်ထိုထဲသို့ဝင်လျင်အလွယ်တကူဝိုင်းဝန်းဖန်ဆီးရမိတာဖြစ်၏ထိုနှင့်မနီးမဝေးတွင်ရဟတ်ကြီးတစ်ခုရှိပြီးထိုနီးတွင်ရဟတ်များပခက်ကလေးများထဲ့သောတစ်တာကြီး3-4လုံးရှိ၏သို့ဆိုလျင်လူတက်သမားသည်ရဟတ်ယုံနာသို့ရောက်သွားသလောရဟတ်စီးသူများနှင့်ရဟတ်တစ်တာများနီးတွင်ထိုင်ဆောင်နေသောရဟတ်မှအလုတ်သမားတစ်ယောက်ကိုမေးကြည့်သည့်အခါတွင်မိန်းမတစ်ယောက်၏အော်သံကိုကြားရပြီးသည့်နောက်တွင်မိမိတို့ဘက်သို့မြည်သူမြလာရောက်ခြင်းမရှိကြောင်းဖြင့်ထွက်ဆိုကြ၏ပွဲစည်းတန်းထိပ်တွင်အဆောင်ကျနေသောပလိတ်များကိုမေးသည့်အခါတွင်လည်းအင်ကြီးလက်မောင်းတွင်သွေးစွန်းနေသောလူတစ်ယောက်မိမိတို့ဘက်သို့လာရောက်ခြင်းမရှိကြောင်းကိုအသေးချာထွက်ဆိုကြ၏ကျွန်ုပ်တို့သည်ထိုမှုကိုစနစ်တကျအသေးစိတ်စုံစမ်းနိုင်သမျှစုံစမ်း၏လူသက်သမားသည်အင်ဂျင်နှင့်ရင်ဘတ်တို့တွင်သွေးစွန်းနေသည်ဆိုလျင်ထိုအင်ဂျီကိုလဲ၍ထွက်သွားသလိုတို့ဆိုလျင်သူ့တွင်လဲစရာအင်ဂျီတစ်ထည်အပူပါရပေလိမ့်မည်ထို့ပြင်ထိုအင်ဂျီကိုဤအနီးနားတစ်ဝိုက်တွင်လျင်မြန်စွာလဲရပေလိမ့်မည်သို့မဟုတ်လျင်လည်းထိုအင်ဂျီကိုတနေရာတွင်စွန့်ပစ်ထားခဲ့ရလိမ့်မည်သို့မဟုတ်ပြန်လျင်လည်းထိုအင်ဂျီကိုဝစ်ဆင်ထားစေဖြစ်ရပေလိမ့်မည်ကျွန်ုပ်တို့သည်ဤဖြစ်နိုင်ချက်3ခုကိုသာစဉ်းစား၍ရ၏တရားခံကိုယခုတိုင်ဖမ်းမမိသေးချေကျွန်ုပ်တို့သည်ဇက်ယုံနောက်ဖေးရှိသူများအားလုံးကို၎င်းမျက်လက်ယုံအနီးမှလူများကို၎င်းအံပွဲပြသည့်ယုံကလေးအတွင်းမှလူများအားလုံးကို၎င်းရဟတ်အနီးရှိလူများအားလုံးကို၎င်းခေါ်ယူစစ်ဆေးကြည့်၏တို့ရာတွင်ထိုလူကိုမြင်လိုက်ရသူဟု၍တရားမှမရှိချေကျွန်ုပ်ကစိတ်ပြက်လက်ပြက်ဖြင့်ကိုစံကျော်ဘက်သို့လှည့်၍
ကဲကိုစံကျော်အပွဲနှွဲခဲ့သမျှဒီပွဲမှာတော့ခမားခံလိုက်ရပြီလူတွေကိုလိုက်ပြီးဒုက္ခပေးမနေနဲ့တော့ခုပဲခမားလူ300လောက်ကိုစစ်ဆေးကြည့်ပြီးပြီဒီလူကိုမြင်လိုက်တဲ့လူဆိုလို့တယောက်မှမတွေ့သေးဘူးပွဲစည်းကြီးတစ်ခုလုံးကလူတွေကိုလည်းလိုက်ပြီးစစ်မေးမနေနိုင်ဘူးလူသက်သမားကိုမြင်ချင်းမြင်လိုက်ရင်ဒီနားတစ်ဝိုက်ကလူတွေပဲမြင်လိုက်ရမယ်ပွဲစည်းတဲ့ရောက်မှတော့သူ့ဖို့အချိန်ရသွားပြီအဝတ်စားတို့ဘာတို့ကိုလည်းပြောင်းလဲနိုင်တယ်တနေရာရာကလည်းပွဲစည်းတဲ့အပြင်ဘက်ကိုထွက်သွားနိုင်တယ်ခုလောက်ဆိုခမားကောင်အိမ်ပြန်ရောက်ပြီးအေးအေးဆေးဆေးအိတ်နေရောမယ်နောက်ထပ်လူတွေကိုခေါ်မစစ်ပါနဲ့တော့ထို့စဉ်မျက်လှည့်ပြပွဲတွင်လွှတ်တိုက်ခံရမည်လူမှန်တစ်တာတဲ့သူဝင်ရောက်လာသည်ကိုငေးကြည့်နေရမှာကျွန်တော်လက်မလျှော့ကျင်သေးဘူးဆရာဒီနားတစ်ဝိုက်မှာပုံးစရာဆိုလို့ဘယ်မှမရှိဘူးဘယ်သူမှလည်းဒီလောက်လုံအောင်မပုံးနိုင်ဘူးပုံးနိုင်တဲ့လူဆိုလို့တယောက်ပဲရှိတယ်လူသက်သမားဟာပြစ်မှုကိုကျူးလွန်ပြီးတဲ့နောက်ပုံးတဲ့နေရာကိုပြန်လာတယ်ပြီးတော့တွေးစွန်းနေတဲ့အဝတ်စားတွေကိုလဲပြစ်တက်ခဲ့တယ်ပြီးတော့မှတက်ဆိုင်ရအခန်းမှာသူဝတ်ရမယ့်အဝတ်စားတွေကိုဝတ်ပြီးခက်တီတီထွက်လာတယ်ကိုစံကျော်သည်ဤသို့ပြောကမျက်လှည့်စင်ပေါ်သို့တက်သွားပြီးသူ့အခန်းကိုထွက်ရန်တစ်တာကြီးတစ်လုံးပေါ်တွင်အစဉ်သင့်ထိုင်နေသည့်လူခတ်သေးသည့်ခက်ညက်ညက်ကိုလူကိုတွား၍ပခုံးပုတ်လိုက်ရင်ဟာဒီကလွှတ်ဖြတ်ခံရမယ်တစ်တာကြီးတဲ့ဝင်ပုံးပြီးဝတ်စားလဲဖို့ထက်ကောင်းတဲ့နေရာဒီပြင်ဘက်မှာရှိပါတော့မလဲဆရာဟုပြောလိုက်လေသည်စန္ဒာရုပ်စုံမဂဇင်းအမှတ်205 April 1986